overlay ထပ်ဆင့်တင်ခြင်း overlay ဆိုတာပင်မဗီဒီယို main track ရဲ့အပေါ်ထက် timeline အလွှာမှာဒုတိယဗီဒီယို clip ဒါမှမဟုတ်ဓာတ်ပုံကိုတင်ပြီးတစ်ချိန်တည်းပြသခြင်းကိုခေါ်ပါတယ် overlay ကိုအခြေခံအားဖြင့်ပုံစံ၃မျိုးနဲ့အသုံးပြုပါတယ်နံပါတ်1ပုံစံ picture in picture PIP effect သူ့ရဲ့လှုပ်ဆောင်ချက်ကပင်မဗီဒီယိုတစ်ခုပြသနေစဉ်မှာမျက်နှာပြင်ရဲ့တောက်တနေရာမှာဗီဒီယိုငယ်လေးတစ်ခုတစ်ပြိုင်နက်တည်းပြသအသုံးပြုတာမျိုးပါမျက်နှာချင်းဆိုင်တုံ့ပြန်မှုဗီဒီယို reaction ဗီဒီယိုဂိမ်းကစားနေပုံရိုက်ကူးထားတဲ့ဗီဒီယိုငယ်တွေကိုတောက်မှထားပြီးတော့ပြသခြင်းပါနံပါတ်2လှုပ်ဆောင်ချက် visual effect ထပ်တင်ခြင်းသူ့ရဲ့လှုပ်ဆောင်ချက်ကဗီဒီယိုတစ်ခုလုံးကိုအထူးပြုလုပ်ချက် effect တွင်းထားတဲ့ clip ဗီဒီယိုဥပမာမီးပွားလေးတွေပိုးကောင်ငယ်လေးတွေမိုးရွာနေတဲ့ effect တွေကို overlay အဖြစ်တင်ခြင်းဖြစ်ပါတယ်အတုံးပြုပုံကပို့ပြီးတော့ရုပ်ရှင်ဆန်တဲ့ cinematic ဒါမှမဟုတ်မော်ဆန်တဲ့မက်ချစ်အတွင်ပြင်ရရှိဖို့ပါနံပါတ်3ပုံစံ blending မှုတွဲဖက်အတုံးပြုခြင်းသူ့ရဲ့လှုပ်ဆောင်ချက်က overlay ဗီဒီယို clip တင်ပြီးတဲ့နောက်မှာ blending function ကိုအသုံးပြုပြီးတော့အပေါ်က clip နဲ့အောက်က clip ကိုအယောင်နဲ့အလင်းတွေအရာရောဆက်လိုက်တာပါဥပမာ overlay ကို screen တို့မဟုတ် lighter မှုပြောင်းလိုက်တဲ့အခါမှာ overlay ရဲ့အမဲရောင်နောက်ခံတွေပျောက်သွားပြီးတော့အလင်းပိုင်းဆိုင်ရာ effect တွေကပင်မဗီဒီယိုပေါ်မှာထင်ကျန်စေပါတယ်ဒီအခြေခံ၃ခုကိုကျွန်တော်တစ်ခုချင်းစီပြပေးမယ်ပထမဆုံးအခြေခံပုံစံတစ်ကိုပြမယ်ကပ်ကတ်ထဲကိုဝင်လိုက်မယ်ပြီးကျွန်တော်တို့ project တစ်ခုထဲမှာပင်မဗီဒီယို main ဗီဒီယိုတစ်ခုထည့်လိုက်ထည့်ပြီးပြီဆိုရင်ကျွန်တော်တို့အခုလုံးမဲ့ပုံစံကကြတော့ picture in picture PIP effect သူ့ရဲ့လုံဆောင်ချက်ကတော့ပင်မဗီဒီယိုတစ်ခုပြသနေခြင်းတော့ဒီ main ဗီဒီယိုပြသနေခြင်းအတွင်းမှာမျက်နှာပြင်ရဲ့တောက်တနေရာမှာဗီဒီယိုငယ်လေးတစ်ခုအပြိုင်နက်တည်းပြသလိုက်ဖြစ်တယ်အဲ့တော့ပြသဖို့အတွက်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့အောက်က tools bar ထဲကိုတွားမယ်နော်ဗီဒီယိုလည်းမထောက်ဘူးနော်ဗီဒီယိုဘာမှမထောက်ပဲနဲ့အောက်က tools bar ထဲမှာ overlay ဆိုတာလေးကိုတွေ့လိုက်မယ်အဲ့ဒီ overlay ကိုနှိပ်လိုက်မယ်ပြီးရင်ဒီမှာ add overlay ဆိုပြီးထပ်တွေ့မယ် add overlay ကိုထပ်နှိပ်လိုက်တာနဲ့ကျွန်တော်တို့ရဲ့ phone gallery ထဲကိုရောက်သွားမယ်ရောက်လာပြီဆိုကျွန်တော်ထည့်ခြင်းနဲ့ဗီဒီယိုကိုထည့်မယ်ကျွန်တော်ဗီဒီယိုတစ်ပုတ်ရွေးလိုက်ပြီးရင် select ရွေးပြရနဲ့ add ကိုနှိပ်လိုက်ဒါဆိုတော့ကျွန်တော်ဗီဒီယိုတစ်ခုထည့်ပြသွားပြီဒါကကျွန်တော်အခုထည့်လိုက်တဲ့ဗီဒီယိုက overlay ဗီဒီယိုလို့ခေါ်တယ်ဒီဗီဒီယိုကကျွန်တော်အဓိကဗီဒီယိုမဟုတ်ဘူးကျွန်တော်ကဒီဗီဒီယိုချုပ်မှာဖြစ်တယ်အဲ့တော့ချုပ်မှာဖြစ်တဲ့အတွက်ဒီဘက်ထောက်ကဒီ၄တော့ပုံ icon လေးကိုကျွန်တော်တို့ကလက်နဲ့ဒီလိုမျိုးတွန်းလိုက်မယ်အတွင်းဘက်ကိုတွန်းလိုက်မယ်ဆိုရင်ဒါတက်တက်လေးဖြစ်သွားမယ်နော်တက်တက်လေးဖြစ်ပြီးရင်ကျွန်တော်တို့ကနေရာရွှေ့မယ်ဆိုရင်အဲ့ဒီဗီဒီယိုလေးကိုအလဲကနေကြိုင်မယ်လဲကနေဖိပြီးတော့ကျွန်တော်ဖိဆွဲလိုက်မယ်ကျွန်တော်လိုချင်တဲ့တနေရာမှာဆွဲပြီးတော့တွင်းလိုက်မယ်အဲကျွန်တော်ဒီနေရာမှာထားလိုက်မယ်အဲပြန်ချက်ခြင်းနဲ့ဆိုရင်ဒီဘက်တောက်က၄တော့ပုံ icon လေးကိုကျွန်တော်တို့ကပြင်ဘက်ကိုဆွဲလိုက်မယ်ဆိုရင်ဒါချဲ့သွားလိုက်နော်အခုလိုမျိုး overlay ဗီဒီယိုထည့်တယ်အခုကျွန်တော်ထည့်တဲ့ပုံစံက gain နေဂိမ်းကစားနေတာကိုကျွန်တော်တို့ကဒါ reaction လောက်တာတို့ဘာတို့ပြန်ပြီးတော့ recording ပြန်ဖန်ပြီးကိုမျက်နှာထည့်တာတို့ဘာတို့အခါမှာကျွန်တော်တို့ဒီပုံစံကိုအသုံးပြုလို့ရပါတယ်ဒုတိယပုံစံကိုဆက်ပြီးတော့တွားရအောင်ကျွန်တော်တို့ကပ်ထဲကိုတွားမယ်အဓိက main video ထည့်မယ်ပြီးအဲ့ဒီ video ပေါ်မှာကျွန်တော် overlay video ထည့်မယ်အခုဒုတိယပုံစံကတော့ visual effect ထည့်တင်ခြင်းလှုပ်ဆောင်ချက်ကတော့ video တစ်ခုလုံးကိုကျွန်တော်တို့ကအထူးပြုပြီးတာဖြစ်တဲ့ video clip တစ်ခုထည့်ပေးရမှာဖြစ်တယ်ဥပမာကျွန်တော်တို့ပိုးကောင်လေးတွေထည့်တာတို့နော်ကျွန်တော်မိုးရွာနေတဲ့ဟာလေးထည့်တာပေါ့เนาะအခုကျွန်တော်ကဒီလက်ထဲမှာကျွန်တော်ကဒါလိပ်ပြလေးပြန်နေတဲ့ဗီဒီယိုလေးကိုကျွန်တော်ထည့်ခြင်းကျွန်တော်ဗီဒီယိုကတော့ဒေါင်းမီတာဖြစ်တယ်ဒေါင်းမီတာဗီဒီယိုကျွန်တော်က overlay ပြန်ထည့်မယ်เนาะ overlay ကိုနှိပ်ပါမယ် overlay ကိုနှိပ်ပြီး add overlay ကိုထပ်နှိပ်မယ်ပုံစံတိုင်းကျွန်တော်တို့ gallery ထဲကိုရောက်လာမယ်ရောက်လာပြီဆိုရင်ကျွန်တော်တို့အသင့်ဒေါင်းမီတာဒါ visual effect video ကိုထည့်ရမှာဖြစ်ပါတယ်တို့ကျွန်တော်ဒီ visual effect video တစ်ပုတ်ကို select ရွေးမယ် add နှိပ်လိုက်ဒါဆိုထည့်လိုက်ပြီဒါပေမဲ့ဒီကောင်ကကျတော့အမဲအောင်screen ဖြစ်နေတယ် background ဖြစ်နေတယ်အဲ့ဒါကိုကျွန်တော်ဖျောက်ချင်တယ်ဆိုရင်ဒီဗီဒီယိုထောက်ပုံမှန်ဆိုတော့ထောက်ပြရနော်ကျွန်တော်ပြန်ထောက်ပြတယ်ဗီဒီယိုကိုထောက်ပြရပြီဆိုရင်ကျွန်တော်ဒီမှာ SPLIC splice ဆိုတဲ့ဟာလေးကိုနှိပ်မယ်နှိပ်ပြီးရင်ကျွန်တော်တို့ဒီရဲ့ option တစ်ခုခုနဲ့အဆင်ပြေအောင်ရွေးချယ်လိုက်ပါမယ်နော်ဒီဟာ filter လေးရတယ်နော် filter လေးကိုနှိပ်လိုက်ဒါဆိုရင်ကျွန်တော် background ပျောက်သွားပြီနော်ဒါဆိုရင်ကျွန်တော်တို့အခုဒါ visual effect ကိုကျွန်တော်တို့နောက်ထပ်ကျွန်တော်တို့ရဲ့ဗီဒီယိုမှာထပ်ထည့်လိုက်တာဖြစ်ပါတယ်အဲ့ဒါကိုထပ်ပြီးတော့မြင်ချင်တယ်ဆိုကျွန်တော်တို့နောက်ထပ်ပုံစံတွေထပ်ထည့်လို့ရနော် overlay တို့ slide တို့ light and hard soft တိုက်တာထည့်လို့ရတယ် filter နဲ့ပို့ပြီးတော့အသင့်တော်တော့နော်အဲ့ဒါအောင်မှကျွန်တော်တို့ကဒီဟာလေးကိုပို့ပြီးတော့မြင်ချင်တယ်ဆိုရင် effect တွေပါထည့်လို့ရတယ်ကျွန်တော် effect ထည့်နေရတော့အရင်ဗီဒီယိုမှာပြောပြပေးပြီးသွားပြီ effect ထည့်မယ်ဆိုရင် effect ထည့်မယ်ဗီဒီယိုထောက်မယ်ပြီးဒီမှာ EFF ES effect ကိုနှိပ်မယ် video effect ကိုရွေးမယ်အဲ့မှာ GLO W glow ဆိုတာလေးကိုကျွန်တော်တို့ glow effect လေးကိုထည့်ပေးလိုက်မယ်အဲ့တော့ကျွန်တော် glow effect ထည့်လိုက်နည်းနည်းလင်းသွားโอเคဒါကတော့ဒုတိယပုံစံ visual effect ထပ်တင်ခြင်းလို့ခေါ်ပါတယ်ဟုတ်ပြီနောက်ထပ်ပုံစံတစ်မျိုးကိုထပ်တွားရအောင်ကျွန်တော်တို့ CapCut ထဲကိုအရင်ဝင်မယ်ပြီး project တစ်ခုမှာ video main video တစ်ခုထပ်ထည့်မယ်အခုပုံစံကကြတော့ blending မှုတွဲဖက်အသုံးပြုတာဖြစ်ပါတယ်
အဲ့တော့ဒီမှာကျွန်တော် main video ကဒါကောင်းကင်ပေါ့နော်ကောင်းကင်ကဒီမှာတိမ်လေးတွေတွားနေပြီးတော့ကျဲကျွေတဲ့ပုံစံတွေအဲ့ဒီမှာ overlay အနေနဲ့ထည့်ရမယ် overlay အနေနဲ့ထည့်မယ်ဆိုရင်ကျွန်တော်ထုံးစံတိုင်းအောက်က toolset မှာ overlay ကိုနှိပ်မယ်ပြီးရင် add overlay ကိုထပ်နှိပ်မယ်ပြီးကျွန်တော်ထည့်ခြင်းနဲ့ဒါ video ကိုထပ်ထည့်ပါမယ်အဲ့ဒီမှာကျွန်တော်ဒါနမူနာ video ပဲကျွန်တော်ဒီထဲကပ်ခဲ့တဲ့နမူနာ video ပဲထည့်လိုက် okay ဒီ video လေးနော်ဒါကတော့ကျွန်တော်အခုတက်ထည့်လိုက်တဲ့ video လေးပါဒီ video လေးကိုကျွန်တော်ချုပ်ကျင်တယ်ဒီဘက်တောက်ကဒီ၄တောက်လေးကိုနှိပ်ပြီးတော့ကျွန်တော်ချုပ်လို့ချဲလို့ရပါတယ်ကျွန်တော်တို့ဒါဒီတိုင်းအပြည့်ထားလိုက်နော်အပြည့်ထားလိုက်မယ်ပြီးရင်အဲ့ဒီကောင်ကိုနောက်က background ကိုဖျောက်မယ် background ကိုဖျောက်ပြီးတော့သူ့ရဲ့လှုပ်ဆောင်ချက်ကကြတော့အခု overlay ကလေးတင်ပြရတယ်ကျွန်တော်ကအခုနာကပုံစံတိုင်းပဲ blend function ကိုအသုံးပြုပြီးတော့အပေါ်ကကလေးနဲ့အောက်ကကလေးနဲ့ကိုအယောင်နဲ့အလင်းတွေရောစပ်လိုက်တာဖြစ်ပါတယ်เนาะကျွန်တော်အသုံးပြုပုံကတော့ကျွန်တော်တို့ဒီဗီဒီယိုလေးကိုထောက်နေမယ်ထောက်ပြီးသွားပြီဆိုတော့ဒီမှာအောက်က splice ဆိုတာ splice splice ကိုနှိပ်မယ်ဒါကိုကျွန်တော်တို့က blend option တုံးတယ်လို့ခေါ်တယ်ဒီ splice ထဲမှာကျွန်တော်တို့အဆင်ပြေအောင်ထည့်လိုက်ပါမယ်filter နဲ့အဆင်ပြေလား filter လား darken လား overlay လား overlay ဆိုပို့ပြီးတော့လာတယ်เนาะ overlay ရဲ့ဒါမှမဟုတ် soft တခုအဆင်ပြေအောင်လုပ်ရတယ် overlay လေးပို့မိုက်တယ်အဲ့တော့ overlay ကိုရွေးလိုက်မယ်ဒါဆိုတော့ကျွန်တော်ဗီဒီယိုနှစ်ခုကလုံးဝပေါင်းဆက်သွားပြီเนาะဗီဒီယိုနှစ်ခုလုံးဝပေါင်းဆက်သွားပြီဒါကတော့တတိယပုံစံဖြစ်ပါတယ်โอเคဒါကတော့ကျွန်တော်အခုပြခဲ့တဲ့ပုံစံ၃မျိုးလုံးဖြစ်ပါတယ်အခုလိုပုံစံတိုင်းကျွန်တော်တို့ဗီဒီယိုတွေတစ်ခုတက်ပို့တဲ့ဗီဒီယိုကို overlay ဗီဒီယိုအဖြစ်တင်ပြီးတော့အခုလိုပုံစံတစ်မျိုး၃မျိုးတဲ့တစ်မျိုးကိုအသုံးပြုနိုင်ပါတယ်ခင်ဗျ